များစုအတွက်အဟောတွေတစ်ပတ်စာဖေဘုတ်မှာရေးသားထားပါတယ်မိမိလက်ယာဒီဖွားမတိသူတွေအတွက်အရှိတန်းစနစ်အရာယာဒီဖွားရက်ဆွဲများကိုဖော်ပြပေးလိုက်ပါတယ်ဖေဘုတ်လင့်က https://www.mgmg.lyint.co တကူမိတရာတီဤပြည်ပန်းဝေဆက်3ပိုင်းချီစိန်လီမေပန်းဝေဆက်4ပိုင်းချီစိန်5အတွင်းမွေးဖွားသူများအတွက်ကစုံပြိတ္တရာသည်မိပန်းဝေဆက်4ပိုင်းချီစိန်5ဆုံးပန်းဝေဆက်4ပိုင်းချီစိန်5အတွင်းမွေးဖွားသူများအတွက်နေယုံမီထုံရာသည်ဆုံးပန်းဝေဆက်4ပိုင်းချီစိန်5ဇူလိုင်ပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အတွင်းမွေးဖွားသူများအတွက်ဝါဆိုကရကဲ့ရာသည်ဇူလိုင်ပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်တကုတ်ပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အတွင်းမွေးဖွားသူများအတွက်ဝါခေါတည်ရာသည်တကုတ်ပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်စက်တင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အတွင်းမွေးဖွားသူများအတွက်တော်တလင်းကန်ရာသည်စက်တင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အောက်တိုဘာပန်းဝေဆက်ခုနှစ်ပိုင်းချီဆက်ရှိအတွင်းမွေးဖွားသူများအတွက်သတင်းကြိုတူရသည်အောက်တိုဘာပန်းဝေဆက်ခုနှစ်ပိုင်းချီဆက်ရှိနိုဝင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အတွင်းမွေးဖွားသူများအတွက်တစောင်းငုံပြိတ်စာရသည်နိုဝင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်ဒီဇင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်အတွင်းမွေးဖွားသူများအတွက်နှစ်တော်တနုရသည်ဒီဇင်ဘာပန်းဝေဆက်6ပိုင်းချီဆက်ခုနှစ်ဇန်နဝါရီပန်းဝေဆက်4ပိုင်းချီဆက်5အတွင်းမွေးဖွားသူများအတွက်ပြတိုမကာရရသည်ဇန်နဝါရီပန်းဝေဆက်4ပိုင်းချီဆက်5ဖေဖော်ဝါရီပန်းဝေဆက်3ပိုင်းချီဆက်4အတွင်းမွေးဖွားသူများအတွက်တပုတ်တွဲကုန်ရသည်ဖေဖော်ဝါရီပန်းဝေဆက်3ပိုင်းချီဆက်4မှပန်းဝေဆက်4ပိုင်းချီဆက်5အတွင်းမွေးဖွားသူများအတွက်တပေါင်းမြင်ရသည်မတ်ပန်းဝေဆက်4ပိုင်းချီဆက်5ဧပြီပန်းဝေဆက်3ပိုင်းချီဆက်4အတွင်းမွေးဖွားသူများအတွက်အများစုအတွက်အဟောတွေတစ်ပတ်စာဖေပုံမှာရေးသားထားပါတယ်မိမိလက်ရာသည်ဖွာမတိသူတွေအတွက်